ဒီတို့ဒီအခုမောင်လေးအတွက်ရောနည်းနည်းဘလို့ concern ဖြစ်မိလဲပေါ့လောလောဆယ်အကြောင်းတက်ဖို့ရအတွက်အခြေအနေလေးအေးပေါ့အဲ့လိုမျိုးတော့ဆိုရင်တော့ပေါ့နော်အသက်လည်းမပြေသေးဘူးဆိုတော့ပေါ့နော်ထားခဲ့ရမှာဆိုတော့စိတ်ပူတာပေါ့နည်းနည်းတော့အဲ့ဆိုအမရမဒီနေ့အဆင်ပြေရမြန်မာနိုင်ငံကလာတဲ့ကျောင်းသူကျောင်းသားတွေကိုလည်းဒီမမတွေကအကုန်ကူညီပေးရတကယ်လို့တစ်ခုခုအကူညီလို့ရှိရင်မမတွေနဲ့ဆက်သွယ်လို့ရတယ်ကျောင်းရတော့အကုန်လုံးအားလုံးအဆင်ပြေတယ်အားလုံးလည်းညီမလေးတို့အကုန်လုံးလိုက်ပြီးတော့မှလောက်ကင်ပေးတာဆိုတော့ကြတော့ဟိုထားခဲ့ရမှလည်းစိတ်ချတယ်ဗောနော်အကုန်လုံးလည်းအဆင်ပြေပါတယ်လာရောက်လာတဲ့အချိန်ကလေးကလာကြိုတာအစားဗောနော်အားလုံးလုပ်ပေးတာဆိုတော့တို့အဆင်ပြေပါတယ်ဟုတ်ဒီနေ့တွေ့နဲ့ကျူတဲ့မိသားစုရှိတော့စိတ်ချရတာပေါ့အကြောင်းကိုဒီလောက်ထင်မထားဘူးအကြောင်းကိုရောက်တော့လေကိုထင်ထားရတယ်ပို့ပြီးခန်းထားနေတဲ့ဝမ်းသာပါတယ်အားလုံးအတွက်ကျေးဇူးတင်ပါတယ်Okay so ဒီနေ့က biomedical science နဲ့ engineering ပေါ့နော်ဒီညီမလေးတွေကအဲ့တော့ဘယ်လိုနေလဲဒီနေ့ကျောင်းအပ်တဲ့အချိန်မှာတကယ်ချင်းတွေအတူတူရတာရောဘယ်လိုခံစားရလဲပေါ့နော်ခံစားချက်လေးကိုသိချင်ပါတယ် Oh sorry ဘယ်လိုခံစားရလဲဆိုတော့ပြောရလို့ပဲပြောအောင်လားမသိဘူးဘာလို့ student uni life ကိုရလိုက်တဲ့ခါကျတော့လေအရန်ဘယ်လိုလဲစိတ်ခံစားကြတော်တော်လေးကိုမြူးနေလို့ပြောရမယ်ဟုတ်ဆဆရောက်ချင်းကတော့ campus အကျယ်ယူမြင်ရတော့နေစိတ်လှုပ်ရှားရဲဘာလို့လို့မှမသိဘူးဒါပေမဲ့ကုညီပေးအမားတွေကြောင့်အဆင်ပြေရဲအဲ့ပြီးအရန်လည်းပျော့ပါတယ်ကိုတယောက်တည်းဆိုရင်တော့လဲနေမယ်လို့ထင်တယ်ဒါပေမဲ့မမတို့ဆက်တွယ်ပြီးတော့လှုပ်လိုက်တော့အားလုံးလည်းအဆင်ပြေရဲဟုတ်ပြီးတော့စိတ်ရှိရှိနဲ့လိုက်လုပ်ပေးတဲ့အတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်မအဖော်တွေလည်းအများကြီးရတော့ပျော်ပါတယ်မအသက်ဘယ်နှစ်လဲညီမလေးအသက်က20ပြည့်ပါရှင်20ပြည့်မှာညီမလေး21ပါ20ပြည့်မှာပါဟော2004 2005တွေပဲဟုတ်โอเคပင်ရင်းနေရပါပါလေဒီပါမတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ဒီ Skyrise မှာကျောင်းတန်းပတ်သက်ပြီးတော့ဗောနော်ဒီနေ့ service ကအဆင်ပြေခဲ့ရလားဒီနေ့ဘယ်လိုတွေကြုံခဲ့ရလဲပေါ့Skyrise က service ကအဆင်ပြေရဆိုလို့ရှိရင်လည်းဘာတွေကို recommend လုပ်မယ်ပေါ့ဟို service ကအဆင်ပြေပါတယ်ကိုတယောက်တည်းဆိုရင်တော့ဟိုကမတိတရားမြင်တော့လဲနေမှာတော့သိကြတာပေါ့နော်ဒီကိုဒီမတွေကတော့ teacher queue site ပေးပါတယ်ဟုတ်တော့အဆင်ပြေပါတယ် service ကတော့ပြည်တယ်ပေါ့ဟိုစိတ်လဲရှိတေချာလိုက်ပြတယ်ကိုဆိုတော့ဒီထဲမှာကြောင်းနေတော့ရောက်မှမထင်ပါဘူးဒီတိုင်းရောက်လဲအ service ကတော့အဆင်ပြေပါတယ်ဒီဘာအစားအရာကုန်လိုက်ပြီးကျေးဇူးတင်ပါတယ်ပေါ့ဟို service ဆိုင်လောက်တာအစားအဲ့လိုမျိုးပေါ့ form ဖြည့်တာအစားအခုကုညီပေးတဲ့အတွက်ကြောင့်တကယ်အဆင်ပြေပါတယ်အဲ့လို uniform ဝယ်တဲ့ဥစ္စာတွေလည်းအပေါ်ထဲမှာလိုက်ပြပေးပြီးတော့ uniform ဝယ်တဲ့ဥစ္စာတွေလည်းအပေါ်ထိလိုက်ပြပေးပြီးတော့အကုန်အပြီးစီအဆုံးလိုက်လုပ်ပေးပါတယ်ကျေးဇူးပါကျေးဇူးပါ